bio ကိုဘာသာပြန်ချက်တယ်ဒါပေမဲ့မေးလိုက်တိုင်းမှာတောက်နဲ့ရမတည်ဘူးဒီလိုဖြစ်နေရင်ဒီနေ့ဗီဒီယိုလေးဆက်ကြည့်လို့ရတယ်နော်ဆိုတော့ bio မှာအဓိကပေါ့နော်ဘာသာပြန်ချက်တယ်ဆိုရဲသူတွေရဲ့အဓိကပြဿနာကတော့သူတို့ကဒီအကြောင်းအရာကိုနားတော့လေတယ်ဒါပေမဲ့တောက်နဲ့ပြန်ဆိုတဲ့အခါမှာတခြားသူတွေလိုမျိုးအင်္ဂလိပ်လိုချက်တဲ့သူတွေလောက်သူတို့မရနိုင်ဘူးပေါ့နော်ပြီးတော့ပြန်ပြီးတော့စဉ်းစားတဲ့အခါမျိုးမှာလည်းနည်းနည်းအချိန်ပို့ပြီးတော့ကြာနေတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေ့အဲ့ပြဿနာလေးကိုဘယ်လိုဖြေရှင်းမလဲဆိုတာလေးကိုချက်3ချက်လေးနဲ့ပြောပြမယ်ပထမဆုံးချက်အရေးကြီးဆုံးချက်ကတော့ကိုကဒီစာတစ်ခုကိုချက်တယ်ဆိုတာကအဓိကအချိန်ကြီးအများကြီးတော့ယူရတယ်ဘာသာပြန်နေဆိုတော့ကြောင့်မို့လို့ဆိုတော့အဲ့လိုလုံးမယ်အစားပေါ့နော်ကိုကြံပေးနေရှိတာကတော့အချိန်ကွက်ထားပါတော့ပုံမှန်ဒီစာတစ်ခုကိုတစ်နာရီချက်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းခွဲလိုက်ပြနော်50% 50% ဒီခွဲလိုက်မယ်အဲ့50% ရှေ့အချိန်90ပိုင်းကိုကြတော့ဒီမိနစ်30ဖြစ်သွားမှာပေါ့နော်မိနစ်30ကိုကြတော့ဒီစာကိုချက်တဲ့ပုံစံမျိုးသွားတယ်ပေါ့နော်ချက်တယ်ဆိုတာထက်ဒီစာကိုလောလောဆယ်ရင်းနှီးမှုရှိသွားအောင်ထိတွေ့မှုရှိသွားအောင်ပေါ့နော်တကယ်လို့ကိုကတင်မိရနဲ့တန်းချက်တယ်ဆိုရင်တော့အဆင်ပိုပြေတာပေါ့နော်ဒါပေမဲ့တကယ်လို့ကိုကတင်သားလည်းနည်းနည်းကြားခဲ့ပြီးပြန်ပြီးတော့အခုမှတေချာရအောင်ပြန်ချက်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့မိနစ်30ကိုအရင်ဆုံးတေချာအာရုံစူးစိုက်မှုရှိနဲ့ဒီဟာကိုရင်းနှီးသွားအောင်မှတ်မိသွားအောင်အရင်ဆုံး memorize အရင်ဆုံးစလုပ်လိုက်ပေါ့နော်ပြီးနောက်ထပ်မိနစ်30မှာဘာလုပ်ရမလဲဆိုရင်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ပြောတဲ့ပုံစံမျိုးပြန်ပြီးတော့ကိုဘယ်လောက်ထိမှတ်မိလဲဆိုတာမျိုးကိုပြန်ပြီးတော့ record ပြန်လုပ်ရတယ်ပေါ့နော်ပြောချင်တာကကိုဒီတပုတ်ကိုချက်လိုက်တယ်ပေါ့အဲ့တပုတ်နဲ့ပတ်သက်ပြီးတော့ကိုဘယ်လောက်ထိသိသွားတယ်လဲဆိုတာကိုတရက်ရက်ကိုပြန်ပြောပြနေတဲ့ပုံစံမျိုးပြန်သင်ပေးနေတဲ့ပုံစံမျိုးနဲ့တချို့ကြတော့လည်းရေးပြီးပြောတာမျိုးလုပ်တော့လည်းရတယ်ဒါမှမဟုတ်တိုင်းပဲပြောတာမျိုးလည်းရတယ်ပေါ့နော်ဘယ်လိုဖြစ်အကြီးကတော့ကိုကဒီတစ်ခုကိုချက်ပြီးသွားလို့ရှိရင်ပြန်ပြီးတော့အသုံးချရတယ်ပေါ့နော်အသုံးချရတယ်ဆိုတဲ့နေရာမှာဒီလိုမျိုးပြန်သင်ပေးတာမျိုးပြန်ရှင်းပြတာမျိုးလုပ်လို့ရတယ်သို့မဟုတ်ကိုမှextra exercise တွေလေ့ကျင့်လို့ရတဲ့စာအုပ်တွေရှိရဆိုလို့ရှိရင်တော့လေ့ကျင့်လို့ရတယ် objective တွေလုပ်လို့ရတယ် quality ဖြည့်ကြည့်လို့ရတယ်မျိုးစုံပေါ့နော်ဒါတွေကအဓိကတော့ပြောချင်တာကစာကိုကြည့်အောင်မချက်ပါနဲ့ပြန်ပြီးတော့အသုံးချကြည့်ပါလေ့ကျင့်ကြည့်ပါဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေလာမယ်လို့ထင်တယ်နောက်တစ်ချက်လုပ်လို့ရတာကတော့ visualization လုပ်ပြီးတော့မှချက်တာပေါ့နော် visualization ဆိုတာကဒီပုံရိပ်တွေနဲ့တွဲပြီးတော့မှတ်တာပေါ့နော် bio မှာဆိုပို့ပြီးတော့ချက်လို့မှတ်လို့ခေါင်းတယ်ပုံလေးတွေရှိနိုင်တယ်ဖတ်စာအုပ်ထဲမှာပါလာလဲဖြစ်နိုင်တယ်လို့အပြင်မှာကိုယ့်ကို online ကနေရှာပြီးတော့လည်းကြည့်ပြီးတော့လုပ်လို့ရတယ်အဓိကတော့ကိုလည်းဒီလိုပဲ bio တွေချက်တယ်ဆိုလို့ရှိရင်ပုံကရင်ဆုံးမြင်အောင်ကြည့်ရဒါမှမဟုတ်စာအုပ်ရင်ဖတ်တယ်ဖတ်လို့နားမလည်ဘူးဆိုရင်ပုံလေးကိုသွားကြည့်ပြီးတော့မှပုံလေးနဲ့အရင်ဆုံးဒီ process လေးကိုအရင်ဆုံးမှတ်မိအောင်လို့ရင်တော့လိုက်တယ်လုပ်ပြီးတော့မှဒီချာပြင်ပြီးတော့ချက်တယ်ပေါ့နော်အဓိကတော့ပုံရဲ့အရေးပါပုံကိုသိရမယ်တချို့သောဒီဖတ်စာအုပ်တဲ့ပုံလို့ဆိုလို့ရှိရင် label မေးရမျိုးရှိနေတဲ့ကြောင့်မို့တခါတည်းပုံကတွက်ချက်သွားတဲ့ကြောင့်မို့ဟိုသိပြီးတော့ထွေတူlabel ကြည့်နေကြလည်းမလို့တော့ဘူးပေါ့နော်ဒါတော်တော်အဆင်ပြေတဲ့အချက်ပါနောက်ဆုံးတတိယအချက်ကတော့ချိန်မှန်စာကိုပြန်ပြီးတော့ပုံမှန်ပြန်နှွေးသွားဖို့လိုတယ်ကိုယ်ဒီနေ့တရက်ချက်လိုက်တဲ့ဟာကိုနောက်ထပ်3ရက်လောက်နေလို့ပြန်နှွေးမယ်နောက်တစ်ပတ်လောက်နေလို့ရှင်ပြန်နှွေးမယ်ပေါ့အဓိကတော့အခုကြံပေးလေးရှိရတော့တစ်ပတ်တစ်စာတစ်ပတ်ကိုတော့ပြန်ပြီးတော့နှွေးတင်တယ်ပေါ့နော်အဲ့လိုလေးနှွေးပြီးတော့မှနောက်ပိုင်းကို chapter တစ်ခုပြီးရင်လည်းတစ်ခုကိုတစ်လားတစ်ခါစီပြင်ပြီးတော့မှနှွေးသွားတဲ့ပုံစံမျိုးလုပ်သွားပြီပါဒီချက်3ချက်ကိုလုပ်ရင်တော့ကျင်းသေးပါပိုင်းကချက်ကအရင်မခတ်တော့ပဲねဖြည်းဖြည်းလေးကိုလာမယ်လို့ယုံကြည်ပါတယ်အားလုံးပဲလုပ်ကြည့်ကြပါအသုံးမျိုးလေးပြောနေပါတယ်ဘိုင်ဘိုင်